မြန်မာယဉ်ကျေးမှုနဲ့အနုပညာလောကမှာမိမအလှနဲ့ကြောက်စင်းအလှကိုနှိုင်းယှဉ်တင်ဆိုင်လိရှိတာဟာအင်မတန်နဲ့နေပြီးနှစ်လိုပဲကောင်းတဲ့အယူဆတစ်ခုပါဒီအလှတရားနှစ်ခုစလုံးဟာမျက်နှိုးတန်ဖိုးထားတတ်သူတွေအတွက်တော့ထာဝရအလှတရားတွေပဲဖြစ်ပါတယ်ဒီနှစ်ခုကြားကစင်တူယိုမရှိတဲ့အလှတရားတွေကိုအချက်အချာကြားကြနှိုင်းယှဉ်ကြည့်ရအောင်ပါတဘာဝအတိုင်းစစ်မှန်သောအလှ natural purityကြောက်စင်းဆိုတာမြေအောက်အနက်ပိုင်းမှာနှစ်ပေါင်းတန်းချီပြီးတဘာဝတရားကဖန်တီးပေးလိုက်တဲ့ယတနာပါသူ့ရဲ့အယောင်အသွေးနဲ့ကြည်လင်မှုဟာအတုအယောင်မပါဘဲတဘာဝအတိုင်းရှိနေလာကအထူးကဆွေးဆောင်မှုဖြစ်ပါတယ်မိမအလှလည်းအမျိုးသမီးတစ်ယောက်ရဲ့စစ်မှန်တဲ့အလှဟာပြင်ပအလှထက်တဘာဝအတိုင်းရှိနေတဲ့ရိုးသားဖြူစင်မှုနဲ့ကိုယ်ရည်ကိုယ်သွေးပုံမှန်မှုတည်ပါတယ်မြမအစင်အလှအရအဝတ်အစားနဲ့အနေထိုင်ရင်သေးသိမ်မွေးတဲ့အမျိုးသမီးတစ်ယောက်ကိုတဘာဝအတိုင်းတည်ငြိမ်အေးချမ်းတဲ့ကြောက်စင်းအေးနဲ့တင်စားလေရှိပါတယ်အတွင်းသားကြည်လင်မှု inner glow ကြောက်စင်းကောင်းတစ်လုံးရဲ့တန်ဖိုးဟာအပြင်းမှန်ထဆာညင်အတွင်းသားကြည်လင်မှု translucency ပေါ်မှာပုံမှုတည်ပါတယ်အလင်းဖောက်နိုင်စွမ်းရှိတဲ့ကြောက်စိမ့်ဟာပိုပြီးအေးမြတဲ့ခန်းစားချက်ကိုပေးပါတယ်။အမိုးသမီးတယောက်ရဲ့စိတ်ထားဖြူစင်မှုနဲ့ကျင်နာတတ်တဲ့နှလုံးသားအလှဟာလေကြောက်စိမ့်ရဲ့အတွင်းသားလိုပဲအဖိုးတန်ပါတယ်။အတွင်းစိတ်ထားကောင်းမွန်သူရဲ့အလှဟာပြင်ပမျက်နှာသွင်းပြင်ကိုပါအလိုလိုကြည်လင်တောက်ပါစေပါတယ်။ခိုင်မာမှုနဲ့ကြန့်ခိုင်မှု durability and strengthကြောက်စိမ့်ဟာအပြင်းမှန်းကြည့်ရင်နှုတ်ငယ်အေးမြပုံရပေမဲ့တကယ်တမ်းမှာတော့အင်မတန်မှကြောခိုင်ခန့်တဲ့ကြောင်မျိုးဖူပါတယ်။ဒဏ်ခံနိုင်ရင်မြင်မာပါတယ်။အလားတူပါပဲအမျိုးသမီးတွေဟာအပြင်းမှန်းမှာနှုတ်နယ်ပြိုပြောင်းတယ်လို့ထင်ရပေမဲ့လိုအပ်လာတဲ့အခါမှာတော့ကြောက်စိမ့်လိုပဲခိုင်မာတဲ့စိတ်ဓာတ်ကြန့်ခိုင်တဲ့ဇဲလွန်လွန်တွေရှိကြပါတယ်။အခက်အခဲတွေကိုတီတီငိမ့်ငိမ့်နဲ့ရင်ဆိုင်နိုင်စွမ်းရှိတာဟာကြောက်စိမ့်နဲ့အမျိုးသမီးတို့ရဲ့တူညီတဲ့ဂုဏ်တရက်တစ်ခုပါ